မျိုးသမီး Bruno Fernandes ဆိုပြီးတင်စားခြင်းခံနေရတဲ့ United မျိုးသမီးကစားသမား Jack ပါအားလုံးပဲမင်္ဂလာပါ NBH Game Power ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United မျိုးသမီးရဲ့ကွင်းလဲ Foundation Jack ကတော့သူမရဲ့ထူးခြားပြောင်မြောက်တဲ့ကစားရတဲ့အသင်းပေါ်လွှမ်းမိုးနိုင်မှုတွေကြောင့်ပြည်သက်တွေကြားမှာမျိုးသမီး Bruno Fernandes ဆိုပြီးတင်စားခေါ်ဝေါ်ခြင်းခံနေရတဲ့ကစားသမားတူဖြစ်ပါတယ်အသက်24နှစ်အရွယ် United နဲ့အင်္ဂလန်လက်ရွေးစင်ကွင်းလဲလူ Jack ဟာ2025ခုနှစ်စက်တင်ဘာလတုန်းက Man City အသင်းကနေ United ထံပြောင်းရွှေ့လာသူဖြစ်ပြီးလက်ရှိမှာအသင်းနဲ့၄နှစ်စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ် United ကို Jack ရောက်လာပြီးအချိန်တိုအတွင်းမှာ United မျိုးသမီးအသင်းရဲ့တိုက်စစ်ပိုင်းကအားကောင်းလာခဲ့သလိုတိုင်ပွဲဆုံးနိုင်ပွဲတွေလည်းဆက်လာခဲ့ပါတယ် Jack ဟာခေတ်သစ်ကွင်းလဲဖန်တီးရှင်တယောက်မှာရှိတဲ့ရေချင်းတွေအားလုံးကိုပိုင်ဆိုင်ထားသူပါဘောလုံးကိုထိန်းချုပ်ပုံတွေပြင်ပြိုင်ဘက်ခံစစ်ကြောင်းကိုပြိုလဲသွားစေမယ်သူမရဲ့ဘောလုံးပေးပို့ပုံတွေကတကယ်ကိုအစင်တန်းတစ်ခုမှရှိနေတာပါဒါကြောင့်လည်းသူ့ကိုပြည်သက်တွေကဘရူနိုနဲ့နိုင်ရှင်ပြီးချီးကျူးနေကြတာဖြစ်ပါတယ်တကယ်တော့ဂျပန်ရဲ့အာသာချက်ကကွင်းလဲတွေမဟုတ်ပဲတိုက်စစ်ရဲ့ဘယ်နေရာမှာမဆိုကစားနိုင်တာပါသူဟာဘောလုံးနဲ့တူဆွဲပြေးနေရတာကိုဝါသနာပါသလိုတိုင်ဘက်နောက်ခံလူတွေကိုတူးချင်းဖက်ကျော်နိုင်တဲ့အပိုင်းမှာလည်းအတော်လေးကောင်းမွန်ပါတယ် United မျိုးသမီးတင်ရဲ့ပွဲစဉ်တွေကိုကြည့်ရင်ဂျပန်ဟာကွင်းလဲနဲ့တိုက်စစ်ကြမှာချိတ်ဆက်ပေးတဲ့ဒီကအင်ဂျင်တစ်လုံးလိုဖြစ်နေတာကိုမြင်တွေ့ရမှာပါဘောလုံးကိုလိုအပ်တဲ့အချိန်မှာမျက်နှာမြင့်ပြီးတဲဆောင်သွားနိုင်တယ်လို့အသင်းမောတွေကိုသွင်းနိုင်ဖို့အတွက်လည်းနေရာလွတ်တွေရအောင်ဖန်တီးပေးလိမ့်ရှိပါတယ်သူ့ကိုဘာကြောင့်ဘရူနိုနဲ့ခိုင်နိုင်တာလဲဆိုတဲ့နောက်ထပ်ချက်ကတော့ကွင်းထဲကသူ့ရဲ့မြင်နိုင်စွမ်းအားကြောင့်ပါတခါတလေပြည်သက်တွေတောင်မမြင်နိုင်တဲ့ဘောလုံးပေးပို့မှုလမ်းကြောင်းတွေကိုဂျပန်ဟာရှာဖွေနိုင်စွမ်းရှိပါတယ်ပြန်ဘက်ကခံစစ်ပိတ်ဆော့တဲ့အချိန်မျိုးမှာတော့ပြန်ဘက်ခံစစ်ကိုရအောင်ဖောက်ထွက်နိုင်တဲ့ပေးပို့မှုတွေကိုဂျပန်ကပြုလုပ်နိုင်သူပါအဝေးကန်ချက်တွေကနေဂိုးသွင်းယူနိုင်စွမ်းရှိသလို area ထဲထိဖြတ်ဝင်ပြီးအဆုံးသတ်နိုင်တဲ့စွမ်းရည်လည်းရှိနေတာကြောင့်ပြန်ဘက်တွေအတွက်ဂျပန်ဟာတကယ့်ကိုအိမ်မက်ဆိုပါပဲသူမရဲ့ချူစံပြမှုတွေကြောင့်ပဲ United ဟာ Champions League မှာ Quarter Final အထိတက်ရောက်ခဲ့သလိုဒီနေ့ရာသီ United သာ Champions League ရခဲ့ရင်ဂျပန်ကဘလို့တရော်ဆူမှန်းလို့ရတဲ့ကစားသမားဖြစ်ပါတယ်။လက်ရှိမှာတော့ဂျပန်ဟာ United ရဲ့အောင်မြင်မှုလမ်းကြောင်းမှာအရေးပါတဲ့ခန်းကဏ္ဍကနေရှိနေသူဖြစ်ပြီးဒီနေ့ဘောလုံးရာသီ United မျိုးသမီးရဲ့ပြိုင်ပွဲဆောင်12ပွဲဆက်ရှုံးပွဲမရှိမှတမ်းနောက်ွယ်မှာလည်းဒီကကစားသမားဖြစ်ပါဝင်နေသူဖြစ်ပါတယ်။